ချမ်းသာခြင်းကိုယ်ပိုင်လုပ်ငန်းလုပ်ချမ်းသာခြင်းပါတော့အဲ့ဒီကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ဆိုတာအတတ်ပညာတွေလိုလားမလိုဘူးလားဘယ်အနေစလုပ်လဲဘဝင်ကရောက်ရင်ရောက်ကွင်ရရောက်ရင်ရောက်လက်ဖက်တော့ရောက်ရင်ရောက်ဒီလေးနဲ့စဝန်ထမ်းလုပ်တယ်ဆိုတာမင်းကလည်းတစ်လလုံးလုံးမှ3သိန်းပို့ဖို့မလွယ်ဘူးစားသေးတောက်သေးနှုတ်လိုက်3သိန်းပို့ဖို့မလွယ်ဘူး2သိန်းလောက်ကိုတော်တော်ချွေးတာသူသောင်းပါအဲ့ဒါကိုမင်းတို့ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်မင်းအတုပ်ရောင်းတဲ့သူကမင်းတရက်ရောင်းကောင်းရင်တရက်ကို5,000လောက်မြတ်တယ်ဒါ3,000မြတ်တယ်ထားအောင်တရက်ကို3,000မြတ်ရင်10ရက်သူဘယ်နှသိန်းဖြစ်သွားတယ်တလားကို9သိန်း10သိန်းလောက်မြတ်တယ်ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူမနက်ပိုင်းလေးတွေရောင်းညနေပိုင်းလောက်တွေအမေဒီရွာထဲဝင်လာတဲ့ကဈေးတွေ့တယ်ဒါမျိုးဈေးတွေ့ရင်မင်းတို့ဒါချမ်းသာဖို့လွဲသွားပြီပေါ့ကွာနော်ဒါကြောင့်သားတို့သူတို့အတက်ပညာအရေးကြီးလားမကြည့်ဘူးလားရှာယုဒုက္ခတော့ပြောတယ်အလုတ်ဟူသမျှဂုံရှိသွားတယ်ပြောကြည့်ပါလေတော့ဟဲ့